ဒီစကားပြောပဒံလေးတွေကတော်တော်လေးအသုံးဝင်တယ်ဒါတွေကိုအခြေခံပြီးတော့ကိုယ့်ကိုစာကြောင်းတွေအများကြီးပဲတိဆောက်လို့ရတယ်နော်အဲ့တော့တစ်ခါလေးရအောင်လေ့လာသွားမယ်နော် okay ယုံကြည်နေအဲ့ဟာကို believe it or not ဆိုတုံးပြောလို့ရတယ်နော် believe it or not I woke up at 3 a.m. yesterday ယုံကြည်မနေ့ကငါ3နာရီမှာထားခဲ့တာ believe it or not I got married last week ယုံကြည်နေပြီးခဲ့တဲ့ဘက်ကငါလက်ထပ်ခဲ့တာပြောရင်တော့ကိုပြောတာအမှန်ပဲဆိုတဲ့ဟာကိုဖိပြောတယ်ပေါ့နော် okay နောက်တစ်ခုကပြောချင်တာကကို the point is ကိုသုံးပြောလို့ရနော် the point is you have to practice every day if you want to improve your English ပြောချင်တာကမင်္ဂလိပ်စာထုတ်တတ်ချင်ဆိုလို့ရှိရင်နေ့တိုင်းလေ့ကျင့်ရမှာ the point is she's not gonna love you back ပြောချင်တာက तू အမေကိုပြန်ချစ်မှာမဟုတ်ဘူး okay နောက်တစ်ခုကဘာမှမမှားဘူးအဲ့ဟော there's nothing wrong with ကိုသုံးပြောလို့ရနော် there's nothing wrong with asking for help အကူအညီတောင်းတာဘာမှမမှားပါဘူးတောင်းရင်တောင်းလို့ရဆိုတဲ့ပုံပြနေပါနော် there's nothing wrong with making mistakes အမှားလုပ်တာဘာမှမမှားဘူးအမှားလုပ်ချင်လုပ်လို့ရဆိုတဲ့ပုံပြနေ okay that's how you learn there's nothing wrong with making mistakes that's how you learn okay နောက်တစ်ခုကစိတ်မရှိနဲ့ဆိုတဲ့ဟာကို no offense ကိုတုံးပြောလို့ရရနော်စိတ်မရှိတဲ့နောက်မှာတော့ကြားတာတိတ်မကောင်းတဲ့ဟာတခုပြောရမှာပေါ့နော် no offense but I don't think you're right စိတ်တော့မရှိနဲ့ဒါပေမဲ့မင်းကမှန်လို့ငါမထင်ဘူး no offense but I don't think she likes you စိတ်တော့မရှိနဲ့ဒါပေမဲ့ तू အမင်းကိုကြိုက်တယ်လို့မထင်ဘူး okay စသဖြင့်ပြောလို့ရနော်အခုလိုမျိုး speaking plan လေးကကိုယ့်အတွက်ထောက်ကူဖြစ်လာမသိဘူးဖြစ်တယ်ဆိုလို့ရှိရင် comment မှာ yes လို့ရေးသွားမယ်နောက်ထပ် video အသစ်တွေလွတ်မသွားအောင်လို့လဲဒီ page ကို follow လုပ်ထားဖို့မမေ့တော့နော် bye bye see you in the next video